Amen. Hallelujah. ဒီနေ့မှာဒီလိုနဲ့ဒုနှုတ်ဘတ်တော်ကိုစင်ကြယ်အောင်ရတော့ဖေကိုဘုရားသင်ပေးတော့ကြောင့်ရှေးစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့မှာပဲကျွန်တော်တို့တူတူကလေ့လာသွားမယ်စင်ကြယ်သွားမယ်နှုတ်ဘတ်တော်ကယောလ2:26-29ဖြစ်ပါတယ်နော်အဲ့ရဲ့နောက်ပိုင်းလေးတွေပဲပေါ့နော်နောက်တစ်ဖက်ငါဤလူတို့သည်ရှက်ကြောက်ခြင်းမရှိရကြ29မှာလည်းနောက်တစ်ဖက်ငါဤလူတို့သည်ရှက်ကြောက်ခြင်းမရှိရကြတဲ့ဒီနေ့ဘုရားသခင်ကသင်ကိုကြည့်ပြီးတော့နှုတ်ဘတ်တော်ကိုအားဖြင့်ခေါ်အားပေးနေတယ်သင်ရဲ့အသက်တာမှာရှက်ကြောက်ခြင်းနဲ့နည်းရှိနေတယ်ဘုရားသခင်ကသင်ကိုပြောတယ် You will never be shamed put to shame နော် My people shall never be put to shame ပြောလို့ဆိုရင်နော်ငါ့လူတွေကရှက်ကြောက်ခြင်းနဲ့အဆက်မကွဲဘူးလို့ပြောတာပေါ့နော်အဆက်မကွဲဘူးJibia translation မှာဆိုရင်တော့ရှက်မကွဲဘူးဒါပေမဲ့ဆရာကြီးယူတဲ့တန်ကအရှက်ကြောက်ခြင်းမရှိရဆိုပြီးတော့ဘာသာပြန်ထားတာဖြစ်တယ်ပေါ့နော်အဲ့တော့တည့်ရဲ့အသက်တာမှာတချို့နေရာတွေမှာငါရှက်ကွဲသွားမလားငါရှက်ကြောက်သွားမလားဆိုပြီးစိုးရိမ်နေတယ်ဆိုပြီးတော့ဘုရားသခင်ကနေနေတင့်ကိုဒီနှုတ်ကပတ်တော်ကိုဖွင့်ပြပြီးတော့တင့်ကိုဘုရားသခင်ကစကားပြောနေတာဖြစ်ပါတယ်ပေါ့နော်တင်ရဲ့အသက်တာမှာတင်ရှက်ကြောက်ခြင်းလုံးဝမရှိရဘူးလို့ဘုရားသခင်ကနေနေတင့်ကိုနှုတ်ကပတ်တော်အားဖြင့်ခေါ်အားပေးနေတာဖြစ်တယ်ပေါ့နော်။တင်ရဲ့မိသားစုတိုင်းဝိုင်းနေထဲမှာတင်ရဲ့တငယ်ချင်းတွေထဲမှာတင်ရဲ့အလုံးမှာတင်ရဲ့အိမ်မှာတစုံတနေရာမှာပေါ့နော်။တင်ငါရှက်ကွဲသွားမလား။ငါရဲ့အသက်တာရှက်ကြောက်စရာအသက်တာဖြစ်သွားမလားလို့တင်စိုးရိမ်နေတဲ့ပုံမှာဘုရားသခင်ကတင့်ကိုဒီနေ့နှုတ်ကပတ်တော်အားဖြင့်ခေါ်အားပေးနေတယ်။တင်လုံးဝအရှက်မကွဲဘူး။တင်ရဲ့အသက်တာမှာလုံးဝရှက်ကြောက်ခြင်းမရှိရဘူးဆိုပြီးတော့နှုတ်ကပတ်တော်အားဖြင့်ဘုရားသခင်ကတင့်ကိုခေါ်အားပေးနေဖြစ်ပါတယ်။မိတ်ဆွေဒီနှုတ်ကပတ်တော်ကိုတင်ခံယူနေတယ်ဆိုရင်တင်အတ္တမှာဘုရားရဲ့နှုတ်ကပတ်တော်ဘုရားစကားတော်ကတက်ရောက်မှာဖြစ်ပါတယ်နော်သာရဘုရားသည်တင်ကိုကောင်းချီးပေးပြီးစောင့်ပါမူပါစေတော့အာမင်သာရဘုရားသည်တင်၌မျက်နာတော်အလင်းကိုလွတ်၍ဂရုဏာကျေးဇူးပြုတော်မူပါစေတော့အာမင်သာရဘုရားသည်တင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေတော့အာမင်သာရဘုရားသည်လာရောပိတ်တယ်